အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ photographer cherry ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော် pre-wedding စတင်ရိုက်ကူးမဲ့ Dota နဲ့ Droid လေးအတွက်မဖြစ်မနေတည်ထားတဲ့အချက်၅ချက်ကိုဒီဗီဒီယိုမှာ sharing လုပ်ပေးတော့မှာဖြစ်လို့အားလုံးပဲအဆုံးထိကြည့်လိုက်အောင်နံပါတ်1တစ်ချက်အနေနဲ့ကတော့ move and concept ပဲဖြစ်ပါတယ်ကိုကဘယ်လိုမျိုးပုံစံရိုက်ချင်တာလဲဆိုတာကိုအရင်ဆုံးတိုင်ပင်ထားဖို့လိုအပ်ပါတယ်ဥပမာ retro style လား traditional style လားဒါမှမဟုတ်ကိုရီးယားပုံစံလားနောက်တစ်ခုကပေါ်ပပချစ်စရာကောင်းတဲ့ပုံစံလား modern ဆန်ဆန်လိုချင်တာလားဆိုတာကိုရှင်းရှင်းလင်းလင်းသိထားဖို့လိုအပ်ပါတယ်ဒုတိယချက်အနေနဲ့ကတော့ outfit နဲ့ location ရွေးချယ်မှုပဲဖြစ်ပါတယ် outfit နဲ့ location ရွေးချယ်တဲ့အပိုင်းမှာ 50% လောက်အကျိုးသက်ရောက်မှုရှိပါတယ်ဥပမာအနေနဲ့မန်းလေးမှာဆိုရင်ကုရုတော်ဖျားမန်းလေးတောင်ရွှေချောင်းစတဲ့ location နေရာမျိုးမှာဆိုရင် traditional outfit ဒါမှမဟုတ် tissue roll လို့စိမ့်စိမ့်ဆွဆွနဲ့ shooting background location ကိုရိုက်ချင်နေဆိုရင် unique ဖြစ်တဲ့ ဖြူရောင် outfit မျိုးကိုဝတ်ဆင်တင်ပါတယ်မျိုးပြလိုမျိုး street location ကိုရွေးချယ်မယ်ဆိုရင် freestyle ဖြစ်ပြီးပေါ်ပပဖြစ်မဲ့ outfit မျိုးကိုရွေးချယ်ဝတ်ဆင်တင်ပါတယ်နံပါတ်3အချက်အနေနဲ့ကတော့ဓာတ်ပုံဆရာနဲ့ makeup ဆရာမတို့ကိုကြိုတင်ပြီးတော့ချိတ်ဆက်ရမယ့်အပိုင်းပဲဖြစ်ပါတယ်ဒါကတော့အရေးကြီးတဲ့ချက်ပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကိုလိုချင်တဲ့ ting design တွေကိုလိုချင်တဲ့ makeup look တွေရဖို့အတွက်ဒီ makeup ဆရာမနဲ့ photographer ကိုကြိုတင်ပြီးတော့ဆွေးနွေးရမှာပဲဖြစ်ပါတယ်အခုနေ့စဉ်အတွင်းမှာလည်းပေါ့နော်စိတ်ရေးထားပြီးဓာတ်ပုံဆရာရဲ့ guideline ပေးမှုတွေကိုရှုံးကြည့်ကြည့်နဲ့လှုပ်ဆောင်ပေးရင်အကောင်းဆုံးပုံတွေအကောင်းဆုံးရလဒ်ကောင်းတွေထွက်လာမှာပဲဖြစ်ပါတယ်နံပါတ်၄အချက်အနေနဲ့ကတော့အချိန်နဲ့ရာသီဥတုတတိထားမှာပဲဖြစ်ပါလေ lighting ကောင်းကောင်းရဖို့အတွက်မနက်ခင်းစောစောပေါ့နော်ဒါမှမဟုတ်ညနေခင်းအကိုရန်ဟောင်းဝါလိုမျိုးအချိန်မှာရိုက်တယ်ဆိုရင်ဓာတ်ပုံကပို့ပြီးတော့အသက်ဝင်စေမှာပဲဖြစ်ပါတယ်နောက်ဆုံးချက်အနေနဲ့ကတော့အေးဝဝအိပ်ပါရှည်မြမြတောက်ပါဒါမှဒါရင်မျက်နှာကကြည်လင်ပြီးတော့ပုံထွက်ကလှနေမှာပဲဖြစ်ပါတယ်နောက်ကျရင်လည်းဒီလို sharing video လေးတင်ပြီးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့ကြနဲ့ဦးနော်